ကျမနာမည်ဒေါက်တာမမေခင်ပါ Health and Nutrition Specialist UNICEF မြန်မာအနေနဲ့ကျမတာဝန်ထမ်းဆောင်နေပါတယ်။စကိုင်းကိုလောက်ခတ်ခဲ့တဲ့ငလျင်ကြောင့်ကျမတို့ဒီလူနေအဆောက်အဦတွေစိတ်ယုံစိတ်ကန်းနေနဲ့ကျမတို့ရဲ့အထူးသဖြင့် public building တွေတော်တော်များများပျက်စီးဆုံးရှုံးခဲ့ရတယ်။ဒီကာလမှာတော့ကျမတို့အရေးပေါ်ကျမတို့ကျန်းမာရေးဆောင်ရှောက်မှုရရှိဖို့လို့အတွက်ကတကယ်ကိုအရေးကြီးနေပါတယ်။အဲဒါကြောင့်ကျမတို့ UNICEF နဲ့အတူတူကျမတို့ရဲ့မိဖက်အဖွဲ့အစည်းတွေကကျမတို့ယာယီပေါ့နော် mobile clinic service activity လေးတွေကိုကျမတို့ဒီငလျင်ကျမတို့ကယ်ဆယ်ရေးစခန်းတွေမှာကျမတို့လှုပ်ဆောင်ပေးနေရဖြစ်ပါတယ်ပေါ့နော်ဒီနေ့ဖြည့်ဆွတ်စာကျွေးမဲ့အာဟာရပုံစံကွမ်းနဲ့ကလေးတွေကိုတိုက်တဲ့စေတလားစာတဲ့ဟွာပေါ့အားစေးလို့တော့ပြောတာပဲရှင်ဖြည့်ဆွတ်စာပေးတဲ့ဟာအတွက်ကတော့အသုံးဝင်မယ်လို့လည်းထင်ပါတယ်ရှင်ကျွန်မကလေးလေးကလည်းအခုဟာနိုးလဲတိုက်ရတဲ့အချိန်အစားအစာလဲစားရတဲ့အချိန်ပေါ့နော်ဒါပေမဲ့အခုဒီလိုငလျင်လောက်သွားတော့ကျတော့အစားအသောက်ရောဆေးဝါးရောနည်းနည်းဝယ်ရတာတော့ခင်းဟင်းသွားတာပေါ့နော်အတွက်ကိုဒီဝယ်ရမယ့်ဆေးဝါးအတွက်ကိုပြန်ပြီးတော့ကျတော့အားဖြည့်ပေးတဲ့ပုံစံမျိုးဆိုတော့တော်တော်လေးအသုံးဝင်ပါတယ်ဒီရောက်တော့ဒီအနီးတွေရဲ့ဒီကလေးမွေးသုံးမဲ့ဟာလေးတွေရဲ့အကုန်ဆုံးပါတယ်ငွေရဖွားရတယ်အဆင်ပြေတာပေါ့ကျမတို့ကတော့ဒီငလင်ဒီ mobile clinic service activity အပြင်ကိုကျမတို့ဒီဗိုက်ကြီးတဲ့တွေအတွက်ကိုတစ်ခါတော့မွေးတန်းအိတ်တွေမွေးကင်းစားကလေးတွေအတွက်ဆိုလို့ရှိရင်ကျမတို့ပစ္စည်း12မျိုးပါတယ်ကျမတို့မွေးကင်းစားအိတ်လေးတွေရဲ့အာဟာရချို့တဲ့မှုကင်းဝေးအောင်လို့ကျမတို့ဒီ screening လုပ်တာတွေအဲ့ service တွေကိုကျမတို့ကဒီ mobile clinic service နဲ့တူတက်နိုင်သမျှကျမတို့ပေးနေပါတယ်ဒီ service တွေကိုရေရှည်ပေးနိုင်အောင်အတွက်ကိုကကြတော့ကျမတို့အဖက်ဖက်ကနေပံ့ပိုးကူညီမှုတွေနဲ့ကျမတို့တခြားအလူငွေတွေကလည်းကျမတို့အတွက်လိုအပ်နေတယ်ဖြစ်ပါတယ်